အကြောင်းအရာတစ်ခုကအချိန်တစ်ခုမှရပ်တန့်သွားတာဟာလှပတယ်လို့နာကျင်ဖို့လည်းကောင်းပါတယ်။စာအုပ်မပိုးပြစ်ခဲ့တာဟာအဲ့ဒီချိန်တုန်းကကိုကာကွယ်လိုက်တာလား။ဒါမှမဟုတ်အခွင့်အရေးကိုလွှတ်ချလိုက်တာလား။မင်းမျက်နှာကိုမတွေ့ရတဲ့နေ့ဟာလမ်းမှားတော့တာပဲ။မင်းကနေနိုင်နေချစ်တောင်ချစ်တယ်လို့ဖွင့်မပြောအတိခံနေအားလုံးပဲမင်္ဂလာပါရှင် Mindful Note မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ညူတယောက်အန်ဆွဲထဲမှာနှစ်ပေါင်းများစွာဝှက်ထားခဲ့တဲ့မပိုးပစ်ခဲ့တဲ့စာလေးတစ်စောင်ကြောင်းကိုပြောပြချင်ပါတယ်ရှင်ဆိုဒီနေ့အခန်းရှင်အန်ဆွဲတွေကဝါကျင်စာရီလေးကိုတွေ့တော့ကျမစာလေးကိုပြန်ဖတ်ကြည့်ရင်ဇောကိုတတိယနေမိတယ်ဇောအခုဒီစာကိုရေးနေရင်ပဲကျမရဲ့ရင်ခုန်တန်တွေကဘာလို့ဒီလောက်တောင်မြင်နေရတာလဲဇောရဲ့အကြည့်တွေကျမတို့ပြောပြခဲ့တဲ့အတိတ်ပင်မဲ့စကားလုံးတွေဇောရဲ့အတွေးခေါ်တွေအဲ့ဒီအရာတွေအားလုံးကိုကျမတကယ်မျက်နှိုးတယ်ကျမတို့ကြားခံစားချက်ကစကားလုံးတွေထဲပိုနဲ့ရှိုင်းနေဆိုတာဇော်ရောခံစားမိရဲ့လားဇော်မှတ်မိလားပြီးခဲ့တဲ့မိုးရာသီတုန်းကညဘက်ကြီးဇော်အဖျားတက်ပြီးအိမ်မပျော်တဲ့ညမှာဒီဘက်ကကျမလည်းအကြောင်းရင်းမရှိပဲရင်တွေပူပြီးအိမ်မရဖြစ်နေခဲ့တယ်နောက်နေ့ကျမှဇော်ဖျားနေမှန်းသိရတော့ကျမရင်တွေပိုတုံသွားတယ်ပြီးတော့ပြီးခဲ့တဲ့လကဇော်အလုံးမှာအဆင်မပြေလို့စိတ်ညစ်နေတဲ့နေ့တွေမှာကျမလည်းနှေးရင်းကြောင်တောင်အိမ်မက်ဆိုးတွေမှတ်ပြီးလက်နိုးနေခဲ့ရတယ်ကျမတို့ရဲ့စိတ်တွေတယောက်နဲ့တယောက်ဒီလောက်တောင်ခိုင်မြဲစွာချိတ်ဆက်နေခဲ့တာလေတယောက်နဲ့တယောက်စကားတခွန်းဆိုစရာမလိုပဲအရာရာကိုနားလည်နေတဲ့ဒီခံစားချက်ကကျမအတွက်တော့ကဘာပေါ်မှာအလှပဆုံးပါပဲဇော်စိတ်ညစ်နေရင်ကျမစိတ်ကအလိုလိုမကြည်လင်ဘူးဇော်ပြောနေရင်ကျမဘဝတစ်ခုလုံးလင်းလက်နေသလိုပဲဒီလိုရင်းနှီးမှုမျိုးဒီလိုနားလည်မှုမျိုးကျမတကယ်မျက်နှိုးတယ်ဇော်ပေါ်ထားခဲ့တဲ့ဒီခံစားချက်တွေကိုဖွင့်ပြောဖို့ကျမအချိန်ချင်းစိတ်ကူးခဲ့တယ်ဒီစာကိုရေးနေရင်းနဲ့တင်ကျမရင်ထဲကစကားလုံးတွေတကားပေါက်ကိုတွန်းဖွင့်နေသလိုပဲဇော်စီကိုကျမစပြီးလှမ်းလိုက်ရင်ဒီခြေလှမ်းကျမတို့ဘဲကိုခေါ်သွားမလဲဇော်ဘက်ကရောကျမလိုမျိုးပဲလားကျမတို့ကြားဒီချစ်ကလမ်းကြောင်းတစ်ခုခုကိုရောက်သွားဖို့အတွက်တစုံတစ်ယောက်ကစတင်လှမ်းဖို့လိုနေလားဇော်ရီကျမတုံ့ဆိုင်တွေ့ဝေနေမိတယ်ကျမဒီလိုရင်းနှီးမှုမျိုးကိုပဲလိုချင်တာလားဒါမှမဟုတ်ဒီထက်ပိုပြီးဇော်ဘဝတွေကိုတရားဝင်ရောက်ချင်နေတာလားဆိုတာမဝေခွဲတတ်တော့ဘူးဇော်ဘက်ကရောကျမလိုမျိုးပဲစိတ်ချင်းနီးစက်နေရဲ့လားဒါမှမဟုတ်ကျမတယောက်တည်းစိတ်ကူးရင်နေတာလားဆိုတာတွေးမိတိုင်းကျမကြောက်တယ်ကျမတို့ရဲ့ပတ်ဝန်းကျင်မိဘတွေရဲ့အစီအစဉ်တွေဒီဘဝရဲ့လက်ရှိအခြေအနေတွေကြားမှာကျမတို့ရဲ့ဒီချစ်ကဘယ်လောက်ထိခိုင်မြဲနိုင်မလဲဆိုတာကျမမဝေခွဲတတ်တော့ဘူးဒါတွေကကျမကိုတိတ်ဆိတ်ဖို့ပဲရွေးချယ်ခိုင်းနေသလိုပဲကျမဒီစာကိုပို့လိုက်ရင်ကောင်းမလားဇောကိုအကုန်ဖွင့်ပြောပြပြီးအပြေရှာလိုက်ရင်ရော
ဒါပေမဲ့ဇောစီရပြန်လာမယ်အဖြေတစ်ခုခုဟာကျမတို့ရဲ့အခုလိုပွင့်လင်းပြီးလှပတဲ့ကဘာငယ်လေးကိုပြိုလဲသွားစေမှာကိုကျမအင်မတန်ကြောက်တယ်ကျမတို့ရဲ့အမှတ်တရတွေကိုအဖြေတစ်ခုနဲ့ဖလှယ်လိုက်ဖို့ကျမမရဲခဲ့ဘူးကျမရဲ့ဒီတုံဆိုင်မှုတွေဟာဇောကိုလွတ်သွားစေမလားဒါမှမဟုတ်ကျမကိုကျမကာကွယ်လိုက်တာလားစာအိတ်ကိုကူးချက်ချင်းပိတ်ပြီးပို့လိုက်ဖို့ကျမလက်တွေကဝင်လေးနေတယ်ဇော်ရီကျမဒီစာကိုအခုရေးပြီးတဲ့အထိတောင်ဘာဆက်လုပ်ရမှမသိသေးဘူးနှစ်တွေကြာခဲ့ပါပြီဒီစာကိုပြန်ဖတ်တဲ့အခါအဲ့ဒီတော့ကျမဘာလို့များဒီလောက်တောင်တွေ့ဝေခဲ့ရတာလဲလို့နောင်တရမိတယ်ဖွင့်ပြောလိုက်ရင်ဖြစ်ကောင်းဖြစ်လာနိုင်တဲ့အရာတွေကိုကြောက်စိတ်တစ်ခုရဲနဲ့တားဆီးထားခဲ့တာဒါကပဲကျမရဲ့အသက်ငယ်စဉ်ကအချစ်ကိုပို့ပြီးနာကျင်စေခဲ့တယ်ဒါပေမဲ့အခုတော့ကျမနားလဲပါပြီဒီစာကိုမပို့ပစ်ခဲ့တာဟာကျမရဲ့အားနည်းချက်မဟုတ်ဘူးဒီတိတ်ဆိတ်ခြင်းကပဲဇောကိုကျမရင်ထဲမှာအကောင်းဆုံးအလှပဆုံးအမှတ်တရတစ်ခုဖြစ်သိသိထားဖို့ကူညီပေးခဲ့တာပါဒီစာလေးကိုနောက်ထပ်အနှစ်20အနှစ်30အထိကျမသိမ်းထားပါအောင်မယ်အချစ်ဆိုတာပိုင်ဆိုင်ခြင်းတသက်မဟုတ်ဘူးကိုယ့်ရဲ့နာကျင်မှုတွေနဲ့ကိုယ့်ရဲ့နှောင်တတွေကိုကိုယ်တိုင်လက်ခံပေးခြင်းကလည်းအချစ်တစ်မျိုးပါပဲဒီဇလန်းကိုနားထောင်ရင်းနဲ့သင်တို့ဘာကိုမြင်မိပါသလဲစိတ်ပညာမှာ what if သို့မဟုတ် counterfactual thinking လို့ခေါ်တဲ့အတွေးအခေါ်တစ်ခုရှိပါတယ်လူတွေဟာငါသာအဲ့ဒီတော့စာပို့လိုက်ရင်ငါသာအဲ့ဒီတော့ကရဲရဲဝံ့ဝံ့လှမ်းခဲ့ရင်ဆိုပြီးမဖြစ်ခဲ့တဲ့အတိတ်ကိုအမြဲတမ်းပုံဖော်နေတတ်ကြတယ်ဒါကို inaction regret လို့ခေါ်ပါတယ်လူတွေဟာကိုလုံးမိတဲ့အမှား action ထဲကိုမလုံးမိပဲလွတ်သွားတဲ့အခွင့်အရေး inaction အတွက်နောင်တကိုပို့ပြီးအချိန်ကြာကြာခံစားရတတ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့မပြောဘဲတိတ်ဆိတ်နေတတ်ကြတာလဲ။ဒါဟာ rejection sensitivity ပါ။အဖြစ်တစ်ခုကိုသိလိုက်ရရင်ကျွန်တော်တို့စိတ်ကူးတွေကလှပတဲ့ idealized image ပျက်စီးသွားမှာကိုကြောက်ကြတာပါ။ညိုမပိုးပစ်ခဲ့တာဟာသူ့အချစ်ကိုမမျက်နှိုးလို့မဟုတ်ပါဘူးသူ့ရဲ့စိတ်ကူးတွေကဇော်ကိုအဲ့ဒီအလှဆုံးအချိန်လေးမှာပဲထာဝရသိမ်းထားခြင်းနဲ့မတိစေရဲ့ကာကွယ်မှုတစ်ခုပါကျမတို့မပြောလိုက်ရတဲ့စကားတွေမပို့လိုက်ရတဲ့စာတွေကြောင့်ဘဝလမ်းကြောင်းတွေဘလောက်တောင်ပြောင်းလဲသွားခဲ့သလဲတဲ့မှာရောပို့လိုက်ဖို့မဝင်မရဲဖြစ်နေတဲ့စာတစ်စောင်ရှိနေသေးလားတကယ်တော့နောင်တဆိုတာအစိတ်မဟုတ်ပါဘူးသူကတင်ဟာအဲ့ဒီအချိန်တုန်းကအဲ့ဒီလူကိုအမှန်တကယ်တန်ဖိုးထားတယ်ဆိုတဲ့သက်သေပါညိုဟာသူ့စာကိုမီးရှို့မပစ်ခဲ့ဘူးပြန်သိမ်းထားခဲ့တယ်အဲ့ဒီလုံရဟာသူ့ရဲ့အတိတ်ကိုအပြစ်တင်တာမဟုတ်ဘဲအဲ့ဒီအချိန်တုန်းကတွေ့ဝေခဲ့တဲ့ငါကိုငါခွင့်လွတ်ပေးလိုက်တာပါဆိုတဲ့လက်ခံခြင်းအဆက်တန့်ပါပဲတင်လဲတင်ရဲ့မပိုးပစ်ခဲ့တဲ့စာတွေမပြောပစ်ခဲ့တဲ့စကားတွေအတွက်ကိုအပြစ်မတင်ပါနဲ့တော့ဘဝဆိုတာဘာတွေဖြစ်လာမလဲဆိုတဲ့အဖြေရှာခြင်းထဲဘာတွေဖြစ်ခဲ့သလဲဆိုတာကိုပြပြဝဝလက်ခံသွားခြင်းကပုံမငြိမ်းချမ်းပါတယ်
တိတ်ဆိတ်ခြင်းဆိုတာပျောက်ဆုံးခြင်းမဟုတ်ပါဘူးသူဟာအမှတ်တရတွေကိုအလှဆုံးထိမ့်သိမ်းပေးထားတဲ့အကာအရန်တစ်ခုပါဒီနေ့အတွက်တော့တင်ချစ်ရတဲ့သူကိုစာမပို့နိုင်ခဲ့ရင်တော့တင်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုတော့ကိုဘာသာအတိမတ်ပြုလိုက်ပါဒါဟာတင်အတွက်အကောင်းဆုံးသော healing ပါပဲဒါပေမဲ့အကယ်၍တင်မှာအခုချိန်ထိအချိန်ကျန်နေသေးရင်အခုထိပို့ဖို့အခွင့်အရေးရှိနေသေးရင်တော့ကျမပြောချင်ပါတယ်လှုပ်လိုက်ပါဘာလို့လဲဆိုတော့လူတွေဟာကိုလုံးမိတဲ့အမှားအတွက်ခဏပဲနောင်တရတတ်ပေမဲ့ကိုမလုံးမိပဲလွတ်သွားတဲ့အခွင့်အရေးတွေအတွက်တော့တစ်သက်လုံးနောင်တရတတ်လို့ပါအချိန်တွေကုန်လွန်သွားခဲ့ပြီဆိုရင်တော့လက်ခံခြင်းနဲ့အနာကျက်ခြင်းကိုရွေးချယ်ပါဒါပေမဲ့တင့်လက်ထဲမှာအချိန်ဆိုတဲ့အခွင့်အရေးရှိနေသေးရင်တော့တင်ရဲ့စာအိတ်ကိုချိတ်ပိတ်မထားပါနဲ့တင်ရဲ့စကားလုံးတွေကိုတင့်ရင်ထဲမှာပဲမပိတ်လောင်ထားပါနဲ့ဘဝဆိုတာတခါတည်းမှမပြောပြဖြစ်တဲ့စကားလုံးတွေရဲ့စုစည်းမှုတစ်ခုပါပဲဒါပေမဲ့ဒီစာအိတ်လေးကိုအခုပဲဖွင့်လိုက်တဲ့အခါတင်ဟာကိုယ့်ရဲ့အတိတ်ကိုလွတ်မြောက်ခွင့်ပေးလိုက်တာပါကိုယ့်ရဲ့အချစ်ကိုကိုယ်တိုင်အတိမတ်ပြုလိုက်ရတာဟာဘယ်ဖြေတတ်မစိုးပို့ပြီးတန်မိုးရှိပါတယ်ဒါကြောင့်ဒီနေ့တင့်ရဲ့စာအိတ်ကိုဖွင့်လိုက်ပါတင်ပြောချင်တဲ့စကားကိုပို့လိုက်ပါဘာဖြစ်လာမလဲဆိုတာတဲ့ငါပြောလိုက်ရပြီဆိုတဲ့စိတ်ချနှက်မှုကတင်ဘဝကိုအရင်ကထက်ပိုပြီးပေါ်ပါသွားစေပါလိမ့်မယ်ဘဝရဲ့အလှဆုံးခိုက်တန့်တွေဟာအဲ့ဒီရဲရင်ချင်းကနေစတင်မှာပါတင်ရဲ့တိတ်ဆိတ်ခြင်းတွေအောက်မှာရှိနေတဲ့စာတစ်စောင်ကိုလည်းဒီနေ့ပဲအသက်သွင်းပေးနိုင်ပါစေနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် Mindful Note ကနေနောက်တစ်ပတ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲကိုယ်ရောစိတ်ပါကျန်းမာငြိမ်းချမ်းပါစေရှင်